နေတိုင်းကျင့်တ်ဆရာတစ်ခုရှိပါစေဆိုတဲ့ခေါင်းစဉ်လေးပါကုသိုလ်ကောင်းမှုတွေလုပ်တဲ့သူအတွက်ကတော့ကျင့်တ်ဆရာတွေအမြဲရှိနေမှာပဲလို့အရင်ပြောပြရစေကိုမဟုတ်တာလုံးမထားဘူးဆိုရင်ကိုကျင့်တ်နေလိမ့်မယ်အနမိုးလင်းလာပြီဘယ်စိတ်နဲ့မိုးလင်းလာတာလဲလူတွေကိုအပြစ်မြင်ပြီးတော့နိုးလာတာလားလူတွေကိုမြေတွန်းတောက်တီးပြီးတော့နိုးလာတာလားမနာလိုစိတ်တွေနဲ့နိုးလာတာလားရန်လိုစိတ်တွေနဲ့နိုးလာတာလားကိုဘာသာပဲသိလိမ့်မယ်အဲ့တော့နေ့လယ်ပိုင်းမှာလည်းကိုဘလို့စိတ်တွေနဲ့နေလေအဲ့ဒီလိုပဲအပြစ်တွေလိုက်မြင်သူများအကြောင်းတွေပဲပြောစိတ်ထဲမှာအိတ်တာမစ္စရိယာတွေပဲပွားအဲ့ဒီလိုနဲ့ပဲနေ့လယ်ပိုင်းကုန်သွားတယ်ဒါလည်းကိုဘာသာကိုပဲသိလိမ့်ညရောက်ပြန်တော့လေမကောင်းကြောင်တွေတွေးရှေ့မှာတွေးတဲ့သူတွေကိုရန်လို့အင်းရှစ်ဖြတ်သွားတဲ့သူကိုတော့ရန်လို့ကိုယ်စကားပြောတဲ့သူကိုအကောင်းမမြင်ပြုံးပြတဲ့သူကိုတော့အကောင်းမမြင်ပြီးတော့အိတ်ခါနေအထိလူတွေအကြောင်းမကောင်းတွေပဲတွေးအဲ့ဒါနဲ့ပဲအိတ်သွားသလားကိုယ်တိုင်သိလိမ့်မယ်အဲ့တော့ကျင့်တတ်သလားအဲ့လိုမျိုးနေတဲ့အခါကိုယ်ဘာသာကိုကျင့်တတ်သလားဟာငါဒီနေ့အကုသိုလ်တွေအများကြီးမိုးလင်းကနေမိုးချုပ်လုံးလိုက်ရပြီဟာကျင့်တတ်သွားသလားကျင့်တတ်သွားတဲ့သူကလည်းကျင့်တဲ့ကောင်းကျင့်တတ်မှာပေါ့ကျင့်တတ်လည်းဒါသူ့အပိုင်းပဲအဲ့တော့ဘုန်းကြီးကတော့ဘုန်းကြီးပရိသတ်တွေကိုတနေ့ကိုအကုသိုလ်မလုံးမိဘူးလို့ကျင့်တတ်ဆရာတခုသို့မဟုတ်ကောင်းတာလေးတခုကိုလုံးလိုက်နိုင်တယ်လို့ကိုပြန်ပြီးတော့ကျင့်တတ်စိတ်တဲ့အလုပ်တစ်ခုပြီးပါစေလို့ဘုန်းကြီးကမှာကြတယ်။ဘာကြောင့်လဲဆိုတော့ကုသိုလ်ရဖို့ဆိုတာဒီစိတ်ကလေးပဲလေဒီစိတ်ကိုပြောင်းလိုက်နိုင်တာနဲ့ကုသိုလ်စိတ်ဖြစ်တာဟုတ်လူတယောက်ကိုရန်လို့နေမဲ့အစားမေတ္တာပွားလိုက်ပြီးတော့၎င်းသို့မဟုတ်ဥပိ္ပခပြုထားလိုက်ရင်တော့၎င်းအနေသာကြီးပဲကိုယ်ကတည်တံ့ကိုယ့်ရဲ့တည်တံ့စိတ်ကလေးနဲ့တည်တံ့ကုသိုလ်စိတ်ကလေးယူလို့ရတာပဲကိုမေတ္တာလေးပဲပွားနေတယ်ကိုယ့်ကိုသူကရန်ပြုတယ်ရန်ပြုတာကိုကခွင့်လွတ်လိုက်နိုင်တယ်ခွင့်လွတ်နိုင်အောင်ကြိုးစားလိုက်တယ်အောင်မြင်သွားတယ်ဟာငါခွင့်လွတ်လိုက်နိုင်တယ်ဟာအဲ့ဒါကျင့်တတ်ပါခွင့်လွတ်ခြင်းဆိုတဲ့တရားကိုသိခံခြင်းဆိုတဲ့တရားကိုငါလှုပ်လိုက်နိုင်တယ်ဒီနေ့ဒါကျင့်တတ်ပါနောက်ကိုကတော့တားကြီးမချမ်းသာဘူးလူတိုင်းကိုမကယ်နိုင်ဘူးဒါပေမဲ့ဒီနေ့မှာဥမာအပြင်လမ်းဖြတ်ကူးတဲ့အသက်ကြီးသမားတယောက်တော်လည်းကောင်းကလေးတငယ်တော်လည်းကောင်းအဲ့လိုအရာမျိုးစေတနာနဲ့ကိုကြီးပေးလိုက်အဲ့ကိုကြီးပေးလိုက်တဲ့ခါမှာငါဒီနေ့အကူကြီးတစ်ခုလူတယောက်ကိုအကူကြီးတစ်ခုပေးလိုက်နိုင်ပါလားဆိုကျင့်တဲ့စိတ်အဲ့ကျင့်တဲ့စိတ်ကလေးဖြစ်အောင်ဒီနေ့တစ်ခုဖြစ်အောင်လုပ်မယ်တစ်ခုဆိုတာအနည်းဆုံးပြောတာမိုးလင်းရနဲ့မိုးချုပ်ကျင့်တဲ့ဆရာကြီးကြီးပဲလုပ်နိုင်အကောင်းဆုံးပဲပေါ့သူကတစ်စက္ကန့်ကုသိုလ်စိတ်ရှိရင်ဒါတစ်စက္ကန့်စာကုသိုလ်နေရပေါ့10မိနစ်ကအကုသိုလ်စိတ်ဆိုလို့ရှိရင်10မိနစ်စာနေရအကျယ်ကြီးကအကုသိုလ်နေရပေါ့ကုသိုလ်နေရနဲ့အကုသိုလ်နေရနဲ့လူပြီးတော့ကြိုးစားသွားမှာပေါ့ကြိုးစားသွားတဲ့အခါကျတော့အဲ့လိုမျိုးမကောင်းတဲ့အရာတွေကိုမတွေးမလုပ်ဘဲမပြောဘဲနဲ့နေလိုက်နိုင်တယ်ဆိုဒါကျင့်တတ်ဆရာပဲဘယ်သူမှလည်းအပြစ်မမြင်လိုက်ဘဲနဲ့နေနိုင်တယ်ဆိုကျင့်တတ်ဆရာပေါ့အဲ့လောက်ကျင့်တတ်ဆရာကောင်းတာတော့မရှိဘူးမြတ်စွာဘုရားဟောတဲ့အတိုင်းပဲကိုယ်ရန်လုံနေတဲ့သူသူစိတ်ထဲမှာရှိနေတဲ့ငါအပေါ်မှာမနာလိုဖြစ်နေရတဲ့စိတ်ရန်လုံနေတဲ့စိတ်တွေနေရာမှာတရားလေးအစားထိုးသွားပါစေကိုကသူ့အဲ့လိုပဲမေတ္တာထားပေးလိုက်တော့ကိုကသူ့ရန်ပြန်မလိုတော့ဘူးအောင်မြင်သွားပြီနေနိုင်သွားပြီလူတယောက်ကကိုရစရာမရှိအောင်ပြောတယ်ကိုမှလည်းအပြစ်မရှိပဲနဲ့သူရစရာမရှိအောင်အပြစ်တွေလိုက်ရှာပြီးတော့သူပြောတယ်တိုက်ခိုက်တယ်ပေါ့တိုက်ခိုက်တဲ့အခါမှာမသိတယ်လို့လေးပဲနေလိုက်တယ်ကိုဘာသာကိုကုသိုလ်လေးပေါ့ဘုရားကုံတော်လေးပွားအမမောမေတ္တာလေးပွားကိုကုသိုလ်သီးသန့်လေးကိုဘာသာကိုယူပြီးနေလိုက်တယ်ငါဥပိ္ပခပြုလိုက်နိုင်တာပဲရံပြန်မတုံပဲနဲ့နေလိုက်နိုင်တာပဲဆိုကျင့်တတ်သွားဒါကုသိုလ်စိတ်ပဲအဲ့လိုကျင့်တတ်စေတဲ့အလုပ်အမြဲတမ်းကြံပါစေလူတယောက်ကကိုယ့်ကိုအဲ့လိုမရန်လိုတဲ့အတွက်ကြောင့်ကိုကလည်း
စိတ်မထင်းနိုင်လို့ရံပြန်တုံ့ပြန်တယ်ဆိုတာဒါတာမန်လူတွေလုံနေကြအလုပ်တွေအဲ့တော့ခုနဘုန်းကြီးပြောသလိုပဲတစ်စက္ကန့်ကကုသိုလ်တစ်မိနစ်ကအကုသိုလ်ဆိုတာမဟုတ်တော့ဘောအဲ့တော့ပြီးတော့ကုသိုလ်ကတည်တာအချိန်တိုးတယ်အကုသိုလ်တည်တာအချိန်တအားကြာတယ်မကောင်းတဲ့စိတ်ဓာတ်မကောင်းတဲ့ဓာတ်ခံတစ်ခုစိတ်ဓာတ်ရောက်သွားပြီဆိုတော့အဲ့ဒါကြီးကိုပွားတော့တာပွားတဲ့အတွက်ကြောင့်မလို့မအေးချမ်းပူလောင်နေပူလောင်ခြင်းများသွားတတ်တယ်ကောင်းကောင်းအိပ်လို့မရကောင်းကောင်းစားလို့မရဘာအကျိုးရှိလို့လဲအဲ့တော့ကိုကကောင်းတာလေးပဲသူဘလို့လုံနေသူ့ကိုဥပ္ပခါပြုထားပြီးတော့ကိုကောင်းတာလေးပဲအာရုံစိုက်ဆက်လုပ်သွားသူကသူပဲလေကိုကကိုပဲလေသူကရုံမာတော်လမ်းကိုသွားနေတာကိုကကောင်းတော်လမ်းကိုသွားနေတာတူမှမတူတာတခြားစီပဲနေ့စဉ်လုပ်တဲ့အလုပ်တွေလည်းမတူနေ့စဉ်ထားတဲ့စိတ်ထားလည်းမတူဟောကိုကစက္ကန့်တိုင်းမှာကုသိုလ်စက္ကန့်တွေဖြစ်အောင်နေနေတာသူကစက္ကန့်